အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နောက်ဆုံးနှုတ်ဆက်မဲ့အစီအစဉ်ဖြစ်ပါတယ်ခင်ဗျာကဲ DJ တချင်းကိုဖွင့်ပါကျေးဇူးတင်ပါတယ်